ကျွန်တော်တို့ဒီ Adobe ကို analysis လုပ်တော့ကျွန်တော်ဒီမှာ sign လေးလှည့်တာလေးမှားသွားလို့ပေါ့နော်ဒါလေးပြန်ပြင်လိုက်မယ်နော်ဒီလိုလေးဖြစ်ရမှာဒီဘက်ကကြီးတာနော် okay average price က current price ထက်များနေတယ်ပေါ့နော်ဒါဆိုရင်9မှတ်ရမယ်ပေါ့နော် okay အဲ့တော့ခုနောက်ထပ် stock တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဘာကိုလုပ်ရင်ကောင်းမလဲစဉ်းစားလိုက်တော့ Tesla ပေါ့နော် Tesla ကိုကျွန်တော် analysis လုပ်ကြည့်မယ်အဲ့တော့ကျွန်တော်ရဲ့ website ထဲကိုပြန်ဝင်လိုက်မယ် investing.com ကိုနှိပ်လိုက်မယ်ဒီအပေါ် search မှာ TSLA လို့ရိုက်လိုက်မယ် Tesla လေးကြာလာလိမ့်မယ်အဲ့တော့ Elon Musk ရဲ့ Tesla အဲ့တော့ current price က325.31 325.31ဖြစ်ပါတယ်အဲ့တော့ဒီမှာ TSLA เนาะဒိတ်ကတော့ဒီနေ့ဒိတ်ပဲ current price က325.31 okay ကျွန်တော်ဒီ financial မှာ ratio လေးတွက်ကြည့်လိုက်မယ်အပါသူ့ရဲ့ PE ratio ကကြောက်စရာကြီး166.4လေးနော်အစ100တောင်ကျော်နေပြီ166.4လေးဆိုတော့လုံးဝမတန်တော့တဲ့ stock နော်အဲ့ဒါကိုပြိုင်ဘက်တွေနဲ့နိုင်ရှင်လိုက်ရင်ပြိုင်ဘက်တွေတောင်66.5ခုပဲရှိတယ်အဲ့တော့သူကပြိုင်ဘက်ထက်များတဲ့အနေထားเนาะအဲဆိုမတန်ဘူးเนาะအဲ့တော့ PE ratio fail သွားပြီ15မှတ်လျော့သွားပြီလို့ပြောလို့ရတယ် PB ratio price to post ratio က10.8နှစ်ပြိုင်ဘက်က 6.04 ပဲရှိတာ10.8နှစ်ပြိုင်ဘက်ကုမ္ပဏီတွေက 6.04 ပဲရှိတယ်အဲ့တော့ပြိုင်ဘက်ကုမ္ပဏီတွေကဒဲနေတာသူကများတယ်အဲဒါဆိုရင် value အရှာဆိုရင်ဈေးများတဲ့ကုမ္ပဏီလို့ပြောလို့ရတယ်เนาะအဲ့တော့ဒီမှာလောလောဆယ်25မှတ်လျော့သွားပြီ ROE ကိုကြည့်မယ်ဆိုရင်သူအမျက်အစွန်ထွက်ရလာပေါ့အမျက်အစွန်ကဘာမှမထွက်ဘူး 8.77 ဆိုတော့မြန်မာပြည်ကဘန်တူတစ်နှစ်စာလောက်ပဲရှိတယ်8.77သူပြိုင်ဘက်ကုမ္ပဏီထက်တွေကိုနှိပ်တယ်နော်10.95အနာဂတ်မှာ group ဖြစ်နိုင်တယ်ဆိုလို့ဒါပေါ့နော်လူတွေကဒီသူတို့ရဲ့ထင်မြင်ယူဆချက်နဲ့တော့ဝယ်နေကြတာပေါ့နော်တကယ်လေကုမ္ပဏီရဲ့ internet အရာဆိုရင်ချိန်မကောင်းဘူးချိန်မရွေးဘောလုံးပေါက်သွားနိုင်တဲ့ကုမ္ပဏီလို့ပြောလို့ရတယ်ပူပေါင်းပေါက်နိုင်တဲ့ကုမ္ပဏီပေါ့နော် current ratio ကတော့ကောင်းတယ်နော်အဲ့တော့ငွေဖြစ်လွယ်တဲ့ကုမ္ပဏီပေါ့နော် current ratio ကတော့2အဲ့မှာတော့အမှတ်စရမယ်ဘာဖြစ်လို့ပြိုင်ဘက်ကုမ္ပဏီတွေက 1.59 ပဲရှိတာပြိုင်ဘက်ကုမ္ပဏီတွေက 1.59 ပဲရှိတာအဲ့တော့9မှတ်စရပြီပေါ့ဗျာเนาะဒါလေးလှည့်ပြီးလိုက်မယ်သူပြိုင်ဘက်ကုမ္ပဏီထက်ကောင်းတယ် current ratio ကများရင်ကောင်းတာเนาะD ratio ကနည်းရင်ကောင်းတာအဲ့တော့ D ratio ကြည့်လိုက်မယ် debt to equity total debt to equity အကျွေးကနည်းတယ်เนาะအကျွေးကနည်းရင်ကောင်းတယ်ပြောတာเนาะအဲ့တော့အကျွေးကနည်းတယ်19.41သူရဲ့ပြိုင်ဘက်တွေကအကျွေးပိုများတယ်62.00လောက်ရှိတယ်အခုမှသူက financial ratio အမှတ်50ပေးတာတော့မှအခုမှ10မှတ်ပဲရတယ်ဆိုတော့တိတ်တော့အဆင်မပြေတော့ဘူးပုံမှန်ဆိုရင်ထပ်ကြည့်စရာမလိုတော့ဘူးကျွန်တော်ဆိုဒီ PE ratio များနေကြတဲ့ analysis ထပ်လုပ်တော့မှာမဟုတ်ဘူးပေါ့နော်လှည့်ပြန်လိုက်ပြီเนาะအဲ့ဒါကိုပဲကျွန်တော်တို့အဓိကကြည့်တာ PE ratio အဆင်ပြေတဲ့ channel တွေဆက်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော် analysis လုပ်မယ် company ဟို analysis လုပ်ရမှာများတယ်ပေါ့နော် analysis လုပ်ရမယ့် company တွေများမယ်ဆိုရင်ကျွန်တော်ဒီ PE ratio အရင်ဆုံးကြည့်လိုက် PE ratio အဆင်မပြေဘူးဆိုရင် channel တွေအမှန်ဆိုရင်ဆက်ကြည့်စရာမလိုတော့ဘူးเนาะအခုကျွန်တော်ဗာဆက်ကြည့်မလဲဆိုတော့
52 week range လေးတစ်ခါလည်းကြည့်သွားမယ်ပေါ့နော်အဲ့တော့52 week range လေးကဒီမှာတစ်ခွန်ခွန်488တရမ59တစ်ခွန်ခွန်အပေါင်း488တရမ54မြင်များခြင်းအစာတူ332တရမခွန်ခွန်332တရမခွန်ခွန်တန်ဖိုးလေးတွေတော့ထည့်ပေးလိုက်ပါမယ်စီစနစ်ကြအောင်တစ်ခွန်ခွန်တစ်ခွန်ခွန်အနည်းဆုံးဈေးတန်းတစ်ခွန်ခွန်အမြင့်ဆုံးဈေးတန်း488တရမ54နော်သူရဲ့ current price ဒီဟာ325တရမ31အဲ့တော့ current price ကများနေတယ်เนาะ main values เนาะ main value ထက် current price က sorry မှန်တယ် average price ကများနေတယ်เนาะအဲ့တော့ current price ကနည်းတယ်အဲ့တော့ဒီမှာ9မှတ်ထည့်ရမယ်เนาะ current price ဒီ average price ထက်နည်းနေတာဖြစ်တဲ့အတွက်ဒီမှာ9မှတ်ထည့်ရမယ်ပေါ့เนาะ okay ပြီးရင်ကျွန်တော်ဒီမှာ intrinsic value ကိုထပ်ကြည့်မယ် alpha spread ကိုနှိပ်မယ် intrinsic value မှာ Tesla ရိုက်မယ်โอเค62တရမ36ဒါလေးတွေထည့်ပေးလိုက်ပါမထည့်လည်းရပါတယ်63တရမ38ဒီ intrinsic value 62တရမ5ခုမှရှိတာတကယ်တန်ကြီးอ่ะအဲ့တော့ under လား over လားတဲ့သူကကြည့်လိုက်တော့ over ကို 81% ဆိုတာနည်းနည်းတော့မဟုတ်အရင် over ဖြစ်နေတာအဆင်မပြေဘူးเนาะအဆင်မပြေဘူးဒီ Tesla store ကိုကျွန်တော်ဒီ values investor တယောက်အနေနဲ့ကြည့်မယ်ဆိုရင် where တင်တဲ့ store လို့သတ်မှတ်လို့မရဘူးပေါ့เนาะအဲ့တော့သူဒီမှာဆိုရင်15မှတ်မရဘူး10မှတ်မရဘူးဒီမှာလည်း15မှတ်မရဘူးဒီမှာ5မှတ်ရတယ်ဒီမှာ5မှတ်ရတယ်ဆိုတော့10မှတ်တူရထားတယ်အော်ကျွန်တော်တို့ကကြံနေတာပဲเนาะဒီ F score set score တွေကြည့်ဖို့ကြံနေတယ်เนาะ sorry ကျွန်တော်အဲ့ဒါထပ်ကြည့်လိုက်အောင်မယ် group focus ထဲကိုတွားလိုက်မယ်မတောင်းမြန်ပြီเนาะဒါဆိုရင်ဒါနှိပ်လိုက် delete browsing data clear now refresh ပြန်လုပ်Tesla လို့ရတယ် okay Pioski F score ဆိုရင်ဒါတော်တော်အခြေအနေစိုးနေတာเนาะ6မှတ်ပေးတာ4မှတ်ပဲရတာ4/9မရအောင်ဒီ10မှတ်လည်းတူမရအောင် Adamant Z score ကတော့ကောင်းလိမ့်မယ်เนาะသူခုနတည်းကကျွန်တော် ratio တွေကြည့်ထည့်ရ14.56တော့5မှတ်ရပြီGS score ကလည်းကောင်းပါတယ်เนาะဒါသူက momentum လို့ပါလို့ရကောင်းသွားတာ86 100ပိုင်း86အဲ့10မှတ်ရမယ်အဲ့တော့အမှတ်တွေပေါင်းကြည့်မယ်เนาะအမှတ်တွေပေါင်းကြည့်မယ်ဆိုတော့ဒီမှာအမှတ်မရဘူးဒီမှာမရဘူးဒီမှာမရဘူးဒီမှာရတယ်5မှတ်
5မှတ်ရတယ်ပြီးဒီမှာလည်းရတယ်5မှတ်เนาะ current ratio နဲ့ debt ratio မှာအမှတ်ရတာတယ် S score မှာမရဘူး Z score မှာရတယ်5မှတ်ရတယ်ပြီးတော့ GF score မှာမရဘူးsorry GS score ရတယ်10မှတ် GS score မှာ10မှတ်เนาะ okay mains value မှာ average price ကများနေသေးတာဖြစ်တဲ့အတွက်အမှတ်ထပ်ရတယ်5မှတ်เนาะ main value မှာ5မှတ်ဒီမှာတော့ over value ဖြစ်သွားတော့အမှတ်20မရအောင်အဲ့တော့ကျွန်တော်တို့ကပေါင်းလိုက်မယ်5တက်လီ5 9နဲ့10 5 3 15 5 4 20 10ပေါင်းတော့အမှတ်30ပဲရတဲ့ stock ဖြစ်နေတယ်85အထက်80အထက်မှကျွန်တော်တို့ကဝယ်မှာပေါ့နော်80နဲ့80အထက်မှဒါဆိုရင်တော့အခုချိန်မှာမဝယ်တင်ပါအဲဒါကြောင့်ကျွန်တော်တို့က not buy မဝယ်ပါဘူးပေါ့နော်အဲဒါကတော့ကျွန်တော် Tesla ကိုဒီ values investing style နဲ့ analysis လုပ်ကြည့်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ analysis လုပ်ထားတဲ့ research အရာဆိုရင် Tesla stock ကရှောင်တင်တဲ့အထက်မှာပါပါတယ်เนาะဒီ momentum trader တွေကတော့ကြိုက်လိမ့်မယ်ဈေးတိုက်ရင်ဝုန်းဝုန်းတက်သွားတယ်ဈေးကျရင်ဝုန်းဝုန်းနဲ့သူကကျသွားတာပေါ့เนาะအဲ့လိုမျိုးဆိုတော့သူတို့ကတော့ကြိုက်လိမ့်မယ်ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်သမားတွေကတော့ Tesla stock ကိုဝယ်မှာမဟုတ်ပါဘူးเนาะ okay အဲဆိုရင်နောက်ထပ် stock တစ်ခု analysis လုပ်ပြအောင်မယ်ပေါ့เนาะအဲ့ဒါပြီးရင်တော့ကိုယ့်အကိုလိုက်လုပ်ကြည့်ပါเนาะ